လူတွေကအိမ်ကိုဝယ်နေတာမဟုတ်သူတို့ရဲ့ lifestyle တွေကိုဝယ်နေတာအိမ်ချမ်းမြေအယောင် post တွေတင်ပေမဲ့အဝယ်မရှိတာဘာကြောင့်လဲအိမ်ကလှလဲလှတယ်ဈေးလည်းမကြည့်ဘူးဗီဒီယိုလည်းတင်တယ်ဒါပေမဲ့ဝယ်မဲ့လူမရှိဘူးမလား algorithm မှာပြဿနာမရှိဘူးခမားစီမှာ trust မရှိတာအိမ်ချမ်းမြေရောင်းထွက်ချင်တယ်ဆိုလို့ရှိရင်ဒီအချက်၃ချက်ကိုလောက်အောင်နံပါတ်1 build trust before price ဗီဒီယိုဘတော်မှဈေးပြောပြီးတော့မစနဲ့ကိုယ့်ရဲ့မျက်နှာကိုယ့်ရဲ့အတန်ကိုယ့်ရဲ့ history နဲ့စလူတွေကဘယ်အရာပဲဝယ်သူတို့ယုံကြည်ရတဲ့လူစီရပဲဝယ်တယ်နံပါတ်2 show the feel အိမ်နဲ့တူ feeling တစ်ခုပေးရမယ်ဒီအိမ်မှာနေလို့ရှိရင်ဘယ်လို feeling မျိုးရမလဲအဆောက်အဦတစ်ခုတက်တက်မဟုတ်ဆိုတာကိုမြင်အောင်ပြရမယ်ဥပမာဒီအခန်းရဲ့ဝရဏလေးမှာမနက်မိုးလင်းကော်ဖီလေးတစ်ခွက်ထွက်တောက်လိုက်ရတဲ့အရာသာဘလောက်မိုက်တယ်ဆိုတာမျိုးဒါမျိုးပြောရမယ်လူတွေကအိမ်ကိုဝယ်နေတာမဟုတ်သူတို့ရဲ့ lifestyle တွေကိုဝယ်နေတာနံပါတ်3 ad proof တက်သေးတွေပြ reaction တွေပြ proof တွေပြကျွန်တော်ကတော့ဒီအခန်းလေးတွေကိုရောင်းပေးခဲ့တယ်ဒီအခန်းလေးတွေကတော့ရောင်းထွက်သွားတယ်ဒါမျိုးလေးတွေပြရမယ်ဒါတွေအားလုံးဒီ proof တွေကြီးပဲ proof ဘယ်လောက်ပြမလဲ trust အလောက်ရမယ်အိမ်ချမ်းမြေဗီဒီယိုတွေမရောင်းအောင်ဆိုတာကိုကံမကောင်းလို့မဟုတ်ကိုစီမှာ trust feeling proof အဲ့၃ခုမရှိလို့ TikTok မှာခင်ဗျားတို့ရဲ့ product တွေ service တွေရောင်းကောင်းခြင်းတယ် brand တစ်ခုတီဆောက်ခြင်းတယ် brand တစ်ခုရေရှည်ထိမ့်သိမ်းခြင်းတယ်ဆိုလို့ရှိရင်တော့ TBS နဲ့ join လိုက်ပါ TBS ထဲမှာ TikTok မှာ viral ဖြစ်မဲ့ secret တွေအားလုံးတနေရာထဲမှာစုပြီးတော့ထည့်ပေးထားပါတယ်တင်တန်း join ဖို့အတွက် Telegram မှာ@tbs834လို့ရိုက်ရှာပြီးတော့သိချင်တာလေးတွေလာမေးပေးပါကြော်ခင်ရွှေပါ